Hello ဒီနေ့တော့မေဇွန်ဒီ Nivea cream ကို makeup နဲ့ရောလို့မှာဖြစ်ပါတယ်။ဒါမေဇွန်အရင်ကလည်းသုံးဖို့တယ်။မေဇွန်2018-19ကမေဇွန်အသားအရင်6တဲ့သူဆိုတော့လက်တီ6တာတို့ပြီးလေဘင်းတွေ6တာတို့မျက်နှာတွေပါ6တယ်ဆိုတခါတလေမှလိမ့်နေဒါပေမဲ့အခုတလောဒါအရင် online ပေါ်မှာ TikTok မှာအရင်ခစ်စားနေတယ်ပြီးတော့ထိုင်းကအမက makeup နဲ့လူပြမေဇွန်တွေ့ရပေါ့နော်အဲ့တော့စမ်းချင်လို့မေဇွန်လည်းဒီဘူးမှလိုက်တာဖြစ်ပါတယ်။ညနေမှာတော့ဒီလို breakout လေးဖြစ်နေတယ်။မေဇွန် review ပေးတဲ့ပစ္စည်းတော်တော်များများ skin care ဖြစ်ဖြစ်ဘယ်အရာပဲဖြစ်ဖြစ်ကမေဇွန်ကိုယ်တိုင်စမ်းသုံးပြီးတော့မှ review ပေးရပါတော့။သူများရမသုံးထင်ပါဆိုလို့သုံးတယ်အဲ့တော့အကြောင်းမေဇွန်မျက်နှာအများတိုင်းကောင်းမနေဘူး။တခါကျရင်ပစ္စည်းမကောင်းလို့တော့မဟုတ်ဘူးကိုယ်အသားရည်နဲ့မတက်ရလည်းရှိတယ်ပြီးတော့ကိုယ်အများသုံးနေကြ product မဟုတ်ဘဲနဲ့အသက်ပြောင်းလိုက်ရတဲ့အခါကျရင်မေဇွန်မျက်နှာအဲ့လိုမျိုး sensitive ဖြစ်တတ်တဲ့အသားရည်ဆိုလေအဲ့လိုဖြစ်တတ်တယ်ပေါ့နော်။အဲ့တော့မေဇွန် review သုံးနေတဲ့ဟာတွေကစိတ်ချလက်ချ review ပေးတဲ့ဟာတွေကစိတ်ချလက်ချသုံးလို့ရပါတယ်။ဒါပေမဲ့အရန်ကောင်းတဲ့ brand အကြီးကြီးတွေတောင်မှကိုနဲ့မတက်ရင်အဆင်မပြေရရှိရပေါ့နော်အဲ့တော့မေဇွန် review ပေးတိုင်းကောင်းတယ်ဆိုပေမဲ့တဲ့တဲ့သူအတွက်ကြတော့ကောင်းတယ်မတဲ့တဲ့သူအတွက်ကြတော့ကောင်းမှာမဟုတ်ဘူးပေါ့နော်မေဇွန်ကိုယ်တိုင်လည်းဈေးရမ်းကြီးပါတယ်ဆိုတော့ high end ပစ္စည်းနဲ့မတက်ရရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကပြောပြတာပါပြီးတော့မလုပ်ပြတယ်လို့ဒါလေးကိုထည့်လိုက်မယ်ဒီလောက်ပဲသုံးဒီလောက်တော့မသိအဲ့ဒါလေးထည့်လိုက်ပါမယ်ပြီးတော့ makeup ကိုတော့မေဇွန်ဒီအရန် matte type ဖြစ်တယ်ကွာဒါကလေမေဇွန်တော်တော်မလိမ့်ဖြစ်ဘူးအဲ့ဒါလေးထည့်ပြီးလိမ့်ကြည့်လိုက်မယ်ဘာလို့ဆိုဒီဟာအစိုးရများတာဆိုတော့လေဒီလောက်ပဲထည့်လိုက်တယ်ပြီးတော့မှုလိုက်ပါမယ်မျက်နှာအောက်မှာဘာမှမလိမ့်တော့ဘူးမေဇွန်ကဟိုအလုပ်လေးတစ်ခုလုပ်ဆက်ရှိတော့ makeup လေးရမှာမဟုတ်လို့လေပြီးရင်လည်းပြန်ဖြတ်မှာဆို skin care ဘာညာဘာမှမလုပ်တော့ဘူးပြီးတော့ဒီဟာလည်းလုံးဝ moisturizing effect ကိုတော်တော်လေးပေးရဆိုတော့ကြည့်လူလေးလုပ်လိုက်ရေးလေးပဲသူကတော့မေဇွန်တဲ့ makeup တော့နည်းနည်းသွားတော့တယ်အောက်က skin care လိမ့်ပြီးမှလိမ့်တော့ပိုပြီးဆွဲရလွယ်မှာပေါ့နော် dry skin တွေတမအတွက်ကြတော့ဒါလေးကနည်းနည်းလေးဆွဲရသေးတယ်လို့ပဲဒါသူ့ကိုလိမ့်နေ finish ပေါ့နော်လုံးဝပြောင်းနေရပဲအဲ့တော့ dry skin တွေနဲ့ normal skin တွေတော့အဆင်ပြေလိမ့်မယ်ဒီလို makeup ကိုလေးလိမ့်ကွက်တက်တဲ့သူတို့ပြီး makeup တွေကိတ်ကြီးဖြစ်တတ်တဲ့သူတို့ဆိုရင်ဒါလေးနဲ့ရောလိမ့်တာအဆင်ပြေမယ်တဲ့အခုတော့ဒါတိတ်မဆွဲလိုက်ရအောင်သူ့မျက်နှာမှာသူ့ကသူပြန့်သွားပါပေါ့နော်ဒါပေမဲ့မျက်နှာမှာလေးလိုနည်းနည်းခက်ပူပူလေးမနေတတ်တဲ့သူဆိုတော့အဆင်ပြေမှာမဟုတ်သူကနည်းနည်းလေးဟိုအများသောဖြင့်အဲ့လိုပါပဲမေဇွန်တို့ moisturizer ဆိုလဲ dry skin နေတဲ့ဟာဆိုလဲအဲ့လိုအေးတာရှားတယ်နည်းနည်းလေးပူတယ်ပေါ့နော်မျက်ခုံးမှာပြီးနေတဲ့ဟာလေးတွေကိုနည်းနည်းလိုမျိုးလို့ဆိုဒီ Maybelline နဲ့က liquid blush လေးတုံးလိုက်ပါပဲနံပါတ်က30 pink marriage လားအဲ့လိုတန်းထားတာမျိုးအဲ့လေးတုံးလိုက်ပါမယ်သူအရောင်ထွက်အရင်ကောင်းတယ်တစ်စက်လောက်ပဲတုံးပါမယ်ငငယ်ကဟိုလေဒါလည်းမေဆိုအသစ်ဆန်းတုံးနေရပါတော့ငငယ်တော့မှုတ်တဲ့ဆေးပူပေါင်းနဲ့လေမှုရဒီပါးလေးလေးပဲမျက်လုံးပေါ်နည်းနည်းလေးတင်ပြီးဖြန့်လိုက်မျက်ခုံးမှုလည်းမေဆိုအများကြီးမဆွဲတော့ဘူးဒီကုန်ကန်နီမက်စကာရာနဲ့ပဲပုံလေးဖော်လိုက်ပါမယ်မျက်ခုံးမှုရကိုလေတေချာလေးပုံဖော်ရိတ်ထားဆိုတော့လေအများကြီးမလို့မက်စကာရာလေးနည်းနည်းကော်ပြီးတော့ဒါလေးတုံးလိုက်ပါမယ်ပုံမှန်ဆိုမေဆိုဒါတိတ်မတုံးဖြစ်ဘူးသလားညက်ရတာပြင်းလို့ဒါပေမဲ့ဒါတုံးတဲ့ခါနဲ့တာမရိုးရိုးကော့တာနဲ့မတူဘူးပေါ့နော်ဒါလေးတုံးလိုက်မကြည့်မျိုးလုံးလေးပို့ပြီးဝင်းဝင်းလေးဖြစ်သွားပြောချင်တာလေဒီ Nivea cream နဲ့ foundation နဲ့ရောလိမ့်မယ်ဆိုရင်အများသားပဲအဲ့လိုမျက်ခုံးတို့ဒီမျက်တောင်မွေးတို့ဘာညာပေါ့နော်ပါးနီရအစအကုန်လုံးကwaterproof ဖြစ်တာလေးတုံးပိုကောင်းမှထင်တယ်ဒီပါးနီဘာညာတော့အမှုန့်တွေပါတုံးလို့ရကွာအဆင်ပြေတယ်မျက်ခုံးတွေပါဆိုပြတ်မှဆိုးတာတို့ပြီးမျက်တောင်ဆိုရင်အဲ့လို waterproof ဖြစ်တာတွေပိုတုံးတင်တယ်မဟုတ်ရင် तू ကအစီရလဲငကိုတွေကပါတယ်ဆိုတော့လေအဲ့လိုမျက်နှာပန်တာအိုင်းတွေပါတယ်အဲ့လိုမျိုးဖြစ်မှဆိုလို့ပေါ့နော်ပြီးတော့ Maybelline နဲ့ကနှခမ်းလေး Daddy Tink နှခမ်းလေးဆိုလိုက်ပါမယ်တက်ကြီးလိုက်နောက်ပိုင်းနှခမ်းတွေကိုအညိုတော့တဲ့အောင်မထွက်တော့တခြားအရာဆိုမမြင်တော့ဘူးပေါ့နော်အညိုမှအညိုဖြစ်တယ်ကိုစလိုက်ပါညာတော့မသုံးတော့ဘူးဒါပေမဲ့ဒီဟာလေးနှစ်ခုတော့နည်းနည်းအုပ်လိုက်အောင်ဒါ daily makeup လို့လေးပြီးသွားပါပြီအဲ့လိုမျိုးပြောင်ပြောင်ကြီးတွေမကြိုက်ဘူးဆိုရင်တော့ပေါင်တာထပ်အုပ်ရင်နည်းနည်းလေးဖုံဖုံလေးဖြစ်သွားမှာပေါ့နော်အရင်တော့ဖုံလောက်မှမတင်ဘူးဒါပေမဲ့မေဆိုကအခုကအလုပ်လုပ်မှာဆိုတော့ဒီလိုပြောင်ပြောင်လေးပဲထားလိုက်ပါမယ် highlight တွေပါလည်းမထည့်တော့လှိုင်နော်မင် try မှုပြီးတော့အလုပ်လုပ်လိုက်ပါမယ် bye bye